မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့မိတ်ဆွေတို့ဖုန်း contact တွေပျောက်သွားလို့ရှိရင်ဘယ်လိုပြန်ရှားမယ်ဆိုတာမိတ်ဆွေတို့မျှဝေတင်ပြသွားမှာဖြစ်ပါတယ်ဒီပျောက်သွားတဲ့ contact လေးတွေကိုပြန်ရှားတဲ့နည်းစနစ်ကိုအသုံးပြုဖို့မိတ်ဆွေတို့က Facebook အသုံးပြုတဲ့သူတွေဖြစ်ဖို့လိုပါတယ်ခင်ဗျာ Facebook ကိုအချိန်ကြာကြာသုံးစွဲနေတဲ့မိတ်ဆွေများဖို့သူတို့ရဲ့ဖုန်း contact တွေပျောက်သွားမယ်ဆိုရင် Facebook ထဲမှာဘယ်လိုပြန်ရှားမယ်ဆိုတာကိုမျှဝေတင်ပြသွားမှာဖြစ်ပါတယ်ပထမဦးစွာ Facebook application တွေကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီပေါ်က menu မြင်းသုံးချောင်းနေရာကိုဝင်ရမှာဖြစ်ပါတယ် menu ထဲကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီ setting နေရာမှာအပေါ်ဆွဲတင်ကြည့်ရမှာဖြစ်ပါတယ် setting and privacy နေရာထဲကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ setting and privacy နေရာထဲကိုဝင်လိုက်ပါပြီးရင် setting ကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ် setting ထဲကိုဝင်လိုက်ပါ account center နေရာကိုဝင်ပေးရမှာဖြစ်ပါတယ် account center ထဲကိုဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒီနေရာကိုရောက်လာပြီဆိုရင် your information and permission ဆိုတဲ့နေရာထဲကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ upload content ဆိုတာရှိပါတယ်ခင်ဗျာအဲ့ထဲကိုဝင်ပေးရမှာဖြစ်ပါတယ် upload content ဆိုတဲ့နေရာထဲကိုဝင်ပေးလိုက်ပါဒီနေရာကိုရောက်လာပြီဆိုရင်တော့ Messenger ထဲကိုဝင်လိုက်ပါခင်ဗျာ Manage content ဆိုတဲ့နေရာထဲကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာတော့မိတ်ဆွေတို့ဖြစ်လိုက်တဲ့ content တွေကိုပြန်ပြီးတော့ရယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့မိတ်ဆွေတို့ဖြစ်လိုက်မိတဲ့ content တွေကို Facebook ကနေဘယ်လိုပြန်ပြီးယူရမလဲဆိုတာညဝေတင်ပြလိုက်ရပါတယ်ဗီဒီယိုလေးရလည်းပဲမိတ်ဆွေတို့အတွက်သုံးမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုကိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ